လေသမားတစ်ယောက်မှာမြင်းနှစ်ကောင်ရှိတယ်တစ်ကောင်ကအမဲရောင်ဖြစ်ပြီးကြံတစ်ကောင်ကတော့အဖြူရောင်ပေါ်မြင်းဖြူလေးဟာတနေ့ကုန်ပင်ပန်းပန်းနဲ့လဲထွန်းတဲ့ရေအိုးတွေကိုတဲပိုးပေးတယ်ဒါပေမဲ့မြင်းမီကတော့တစ်ပင်ရိပ်အောက်မှာအေးအေးဆေးဆေးထိုင်ပြီးမျက်စားနေတတ်တာပါထူးဆန်းတာကလေသမားဟာမြင်းမဲကိုပဲပိုချစ်တယ်ညနေဆောင်ရင်မြင်းမဲကိုအတိအနှံ့အချိုတွေကျွေးတယ်ခေါင်းကိုလည်းအသားအရပုတ်တက်ပေးပြီးအချစ်ပူပြတတ်တဲ့အနောက်မှာတော့မြင်းဖြူလေးဟာမျက်လုံးထဲမှာပင်ပန်းနွမ်းနယ်မှုတွေဝမ်းနည်းမှုတွေနဲ့တူတိတ်တဆိတ်ရက်ကြည့်နေရှာဒီလိုနဲ့အချိန်တွေကုန်လွန်လာခဲ့တဲ့တနေ့မှာတော့လေသမားဟာသူ့ရဲ့ကရိယာတစားပလာတွေကိုကင်ပြီးဈေးကိုသွားခဲ့တယ်အဲ့ဒီအချိန်မှာမြင်းမီကအခွင့်ကောင်းယူပြီးတဲကနှံစားသီးနှံတွေကိုခိုးယူပြီးထွက်ပြေးသွားတော့တယ်ညနေပိုင်းလေသမားပြန်လာတဲ့အခါတဲမှာဘာမှမရှိတော့ပဲဗလာချင်းနေတာကိုတွေးလိုက်ရတဲ့အချို့နှံတွေကိုမြင်းမဲကယူသွားပြီးကြံတဲ့အရာတွေကလည်းကျမ်းပြင်ပေါ်မှာဖျို့ဖျဲပြန့်ကျဲလို့ပေါ့အဲ့ဒီအချိန်မှာပဲမြင်းဖြူလေးဟာရေအိုးတွေအပြည့်တင်ထားတဲ့လှဲကိုဆွဲပြီးပြန်ရောက်လာခဲ့တယ်လေသမားဟာမျက်ရည်တွေနဲ့အတူမြင်းဖြူလေးရဲ့ရှေ့မှာဒူးထောက်ထိုင်ချလိုက်ပြီးသူ့ရဲ့မျက်နှာကိုနူးနူးညံ့ညံ့လေးပုတ်တက်ပေးခဲ့ပါတယ်နောက်တနေ့မနက်မှာတော့လေသမားနဲ့မြင်းဖြူလေးဟာလယ်ကွင်းထဲမှာအတူတူရှိနေကြပါပြီ